ကိုပြောသမျှဆိုသမျှကိစ္စလေးတွေအဆင်ပြေအောင်မြင်လာမယ်စမ်းပွင့်မယ်ချီရာကိစ္စတွေမှာအောင်မြင်တယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဆင်ပြေတယ်အောင်မြင်တယ်ဆိုတော့အကျိုးကျေးဇူးလေးတွေကိုတွေ့ရပါတယ်ဒီအကြောင်းအရာလေးကိုဝေမျှပေးခြင်းဖြစ်ပါတယ်မင်္ဂလာပါအရန်သိတိချမ်းသာကြပါစေကျွန်တော်တော့ဘေးဥစိကိုရွှေတကုံရဲ့တာတပည့်ဖြစ်တဲ့နီလာဆရာမင်းတီလာဖြစ်ပါတယ်ခုနှစ်သားသမီးတွေကိုဝိဇာတရနည်းပညာနဲ့ကံကြမ္မာတွေကိုခေါ်ချပေးနေပဲဖြစ်ပါတယ်ဒီခေါက်မှာတော့ကျွန်တော်လာမေးကြပါဆရာရေးတဲ့အလုပ်လုပ်တဲ့အခါမှာတဲ့မျက်နှာတွေပွင့်ခြင်းနဲ့လူသဖြင့်အနုပညာရှင်အတိုင်းဝိုင်းရလည်းမေးကြမျက်နှာပွင့်လန်းဖို့အတွက်စမ်းပွင့်ဖို့အတွက်ပေါ့နော်ခြေသူရေးစားတွေအဆင်ပြေဖို့အတွက်ပြောဖို့ဆိုတဲ့နေရာမှာလည်းအဆင်ပြေအောင်မြင်ဖို့အတွက်တဲ့ဘယ်လိုကျင့်စဉ်လေးတွေဘယ်လိုဂါထာလေးတွေရွတ်လို့ရှိရင်အဆင်ပြေနိုင်မလဲပေါ့တကယ်တော့အဲ့ဒီဂါထာလေးကတူလေးပါအင်မတန်မှလည်းထိရောက်ပါတယ်နောက်တစ်ခုကပညာရေးနဲ့ပတ်သက်တဲ့ပုံကိုယ်တွေလည်းဒီဂါထာလေးကိုပူဇော်ရင်အင်မတန်မှကိုအစွမ်းထက်တဲ့အကျိုးကျေးဇူးလည်းကြီးပါတယ်အဲ့ဒါကတော့အမေတူရသတိမေတော်ကြီးရဲ့ဂါထာတော်လေးပါအဲ့ဂါထာတော်လေးကိုကျွန်တော်ကိုယ်တိုင်လည်းပူဇော်ပါတယ်ပြောသမျှဆိုသမျှပေါ့နော်ကြံစီသမျှအဆင်ပြေတယ်အောင်မြင်တယ်ဆိုတဲ့အကျိုးကျေးဇူးလည်းရပါတယ်ဂါထာတော်လေးကပါလဲဆိုတော့ဩပိဋကတေယတံပုံညာတပ္ပတိတိဒုက္ခဝဟံဇီဝဂိမေနိတိဒိဋ္ဌဝမန္တာရေတုตุရတရီတဲ့မေတူရတရီမေတော်ကြီးကိုဒါဒီဂါထာလေးနဲ့ပူဇော်တယ်ပေါ့ဗျာကြောတယ်ပေါ့ဗျာဒီဂါထာလေးပါဒါပေမဲ့ဘယ်လိုလုပ်ရတယ်လဲဒီဂါထာလေးကိုဘယ်လိုကျင့်စဉ်အနေနဲ့ပူဇော်ရတယ်လဲဆိုလို့ရှိရင်နော်ဘုရားရှိခိုးတာတော့တီးတန့်ပေါ့နော်ဒါပေမဲ့မေတူရတရီမေတော်ကြီးကိုတည်တည်စွန်းတောက်တော်ရီခွဲအလင်းနန်းတာလေးနဲ့ကြာနန်းတာလေးပူဇော်ရပါတယ်ပုံတော်ရှင်ပုံတော်ရုပ်ထုတော်လေးရှိရင်လည်းရုပ်ထုတော်လေးပေါ့နော်အဲ့လိုမျိုးလေးတေချာကြာနန်းတာလေးထားပြီးသွားလို့ရှိရင်တီစွန်းလေးကတ်တောက်တော်ကြီးအလင်းနန်းတာကပ်ပြီးတော့မေတူရသတိမေတော်ယူတိုင်တယ်မယ်ဆူတောင်းမယ်ဒီဂါထာတော်လေးကိုတရက်မှာ108ခေါက်9ရက်အဋိဌံဝင်ပြီးပူဇော်လို့ရပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်း18ရက်28ရက်108ခေါက်အဋိဌံတင်ပြီးတော့ပူဇော်လို့လည်းရပါတယ်ညောကတော့တရက်ကို108ခေါက်ပုံမှန်အဋိဌံတင်ပြီးတော့ပူဇော်ပါတယ်ဒီဂါထာတော်လေးကအင်မတန်မှကိုအကျိုးကျေးဇူးကြီးပါတယ်နံပါတ်1ကဘာဖြစ်လာမလဲမျက်နှာပွင့်မယ်ကိုပြောသမျှဆိုသမျှကိစ္စလေးတွေအဆင်ပြေအောင်မြင်လာမယ်စမ်းပွင့်မယ်ချီရာကိစ္စတွေမှာအောင်မြင်တယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဆင်ပြေတယ်အောင်မြင်တယ်ဆိုတော့အကျိုးကျေးဇူးလေးတွေကိုတွေ့ရပါတယ်ဒီအကြောင်းအရာလေးကိုဝေမျှပေးခြင်းဖြစ်ပါတယ်ဂါထာလေးကိုလည်းကျွန်တော်ရဲ့ comment box မှာတင်ထားပေးမှာလည်းဖြစ်ပါတယ်ကျွန်တော်စီမှာ Messenger group မှာလာပြီးတော့မေးမြန်းတဲ့ပုံကိုယ်ရှိပါတယ် VIP ကိစ္စ VIP member ဝင်တွေကိစ္စကိုမေးတဲ့ပုံကိုယ်ရှိတယ်ထပ်မံပြီးတော့လည်းမေးလို့ရပါတယ်အကျိုးအကြောင်းတွေကိုလည်းတေချာအကြောင်းပြန်ပေးလျက်ရှိပါတယ်လက်ရွှင်အိတ်လေးတွေကိုလည်းလက်ဆောင်ပေးထားတာတွေလည်းရှိပါတယ်အားလုံးလည်းကျေးဇူးတင်ပါတယ်မေတ္တာလည်းပို့ပေးပါတယ်အရန်သိတိကျမ်းမာချမ်းသာကြပါစေ